ရာခိုဒီကွန်ဒိုထဲက50 square meter ကျယ်ဝန်းရှိတဲ့2 bedroom အခန်းလေးကိုလိုက်ပြပေးချင်ပါတယ်ဒီခန်းလေးရဝယ်မယ်ဆိုလို့ရှိရင်တော့ဒါ fully furnished လည်းဖြစ်မယ် fully appliance လည်းပါမှာဖြစ်ပါတယ်ဝင်ကြည့်အောင်ဒါဒီအခန်းလေးကတော့2 bedroom ကိုမှ50 square meter အကျယ်ဝန်းရှိတယ်သူက2 bed မှာဆိုလို့ရှိရင်1 bathroom မှာပါတာပေါ့နော်ဒီခန်းလေးကဝင်ချင်းပါတယ်ညာဘက်မှာ kitchen လေးရှိပါတယ်ဒါ kitchen ဆိုလို့ရှိရင်လည်းဒီလိုမျိုးလေးသူက separate လုပ်ပေးထားတာပေါ့နော်အဲ့ဒါလေးကအရန်ကိုမှအဆင်ပြေတယ်ဒါ kitchen ကောင်းတာဆိုချီချဲဝန်းဝန်းလေးနဲ့ပြီးလို့ရှိရင်ရတို့ဒါ cabinet တွေပါတယ်ပြီးညှော်စုပ်ချက်လေးလည်းပါတယ် hot plate လေးပါသေးရပေါ့နော်ပြီးရင်တော့ရတို့ဒီမှာနောက်ထပ် appliance တွေအနေနဲ့အဝတ်လျှော်စက်ကောရေခဲတက်တာရောပါမှာဖြစ်ပါတယ်အခုပြထားသမျှအကုန်ပါမှာပေါ့နော်ဒီ kitchen လေးရဲ့မျက်နှာချင်းဆိုင်မှာဆိုလို့ရှိရင်တော့ဒါ dining လေးကိုနေရာချပေးထားတယ်ပြီးလို့ရှိရင်တော့အိတ်ခန်းလေးနှစ်ဖက်ကိုဒါတစ်ဖက်စီမှာလုပ်ပေးထားရပေါ့နော်အလေတက်တက်မှာဆိုလို့ရှိရင်တော့ living room အကျယ်ရှိပါတယ်ရှင်ဒါ living room ဆိုလို့ရှိရင်လည်းတော်တော်လေးကျယ်တယ်ပေါ့နော်ကျယ်ကျယ်ဝန်းဝန်းလေးနဲ့ဒါကိုယ့်ရင်ကိုယ့်ရာလေးမှာနေရတယ်လို့ခန်းစားချက်လေးပေါ့ပြီးရင်တော့ဒါရတို့ဘေးမှာ balcony လေးရှိတယ် balcony ဆိုလို့ရှိရင်လည်းတော်တော်လေးကျယ်တယ်ပေါ့နော်ဒါဒီခန်းလေးဆိုလို့ရှိရင်ရတို့ pool view လေးမြင်ရမယ် garden view လေးပါမြင်ရမှာဖြစ်ပါတယ်ရတော့အခု living room နဲ့ကရက်ကပထမဆုံးအိတ်ခန်းလေးကိုကြည့်ကြည့်မယ်နော်။ဟောဒီအိတ်ခန်းလေးကလေဒါတော်တော်လေးကျယ်တယ်။ပြီးလို့ရှိရင်ဘေးမှာ glass window လေးထားပေးတဲ့အခါကျတော့ရတော့အိတ်ရာထဲကနေပဲဒါပူပြူလေးလည်းကြည့်လို့ရအောင်မယ်ပေါ့နော်။ဒီအခန်းလေးတစ်ဖက်မှာဆိုလို့ရှိရင်ရေချိုးခန်းအိမ်သာတွေ့ရလေးရှိရပြီးရင်အဝတ်ဗီဒီယိုလေးလည်းပါအောင်မယ်။အော်ရေချိုးခန်းအိမ်သာလေးကကြတော့ဒါရတော့ရေချိုးခန်းကိုတတိယမှန်ကန်လေးနဲ့ကပ်ပေးထားတဲ့ပိုတိုင်းပါတယ်ဘေးစင်ပါတယ်ပြီးတော့ထူးခြားချက်အနေနဲ့ကကြတော့ဒီရေချိုးခန်းအိမ်သာလေးကချက်ကန်ကြီးပုံစံမျိုးလေးလုပ်ပေးထားပါတော့။ရောက်တစ်ဖက်ကနေထွက်လို့ရအောင်မယ်။ဒါဒီအိမ်မှာကကြတော့2 bedroom ကိုမှ1 bed ပဲပါတဲ့အခါမှာဘုံပေါ့နော်။ရောက်သုံးလို့ရမယ်။ဧည့်သည်တောင်းဝင်လာလို့ရှိရင်လည်းသုံးလို့ရမယ်။တစ်ဖက်မှာတော့ဒါ single bedroom လေးလည်းရှိသေးတယ်။ဒါ single bedroom လေးကကြမိဖို့ကြောင့်လည်းကဲ့ရမှာရှိပါတယ်ရှင်။အခန်းကြီးကလေတော်တော်လေးကျယ်တယ်နော်။ဒါတို့ပတ်လည်မှာဆိုလို့ရှိရင်လည်း glass window လေးထားပေးထားတဲ့အခါကျတော့ရ view လေးလည်းကြည့်လို့ရမယ်ပြီးတော့အလင်းလည်းကောင်းကောင်းဝင်တယ်ပေါ့နော်။အခုရောက်လိုက်ကြည့်ထားသမျှအကုန်လုံး furniture အကုန်လုံး appliance တွေအကုန်လုံးပါဝင်တော့မှာဖြစ်ပါတယ်။ဒါပေမဲ့ mattress နဲ့curtain တော့မပါဘူးပေါ့နော်။ဈေးနှုန်းအပြင်ဒီ2 bedroom ကိုမှ1 bathroom နဲ့ပါတဲ့အခန်းလေးကိုရောက်6 million ဝန်းကျင်ကနေစပြီးတော့ဝယ်လို့ရမှာဖြစ်ပါတယ်။